Hello ဒီကိုရီအားလုံးပဲမင်္ဂလာပါဘာလို့နေကြလဲနေကောင်းကြလား United Way YouTube channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီခါမှာတော့ကျွန်တော်ရဲ့ညီကိုတွေကို Manchester United သတင်းအကြောင်းအရာတွေမပြောဘဲနဲ့ပေါ့နော်ကျွန်တော်တို့ရဲ့နိုင်ငံကျော် Superstar Cristiano Ronaldo ရဲ့အကြောင်းအရာတွေကိုညီကိုတွေကိုနည်းနည်းပြောပြသွားခြင်းနဲ့အဓိကအကြောင်းအရာကတော့ကျွန်တော်တို့နိုင်ငံကျော် Superstar ကျောင်းနံပါတ်9 Manchester United အသင်းရဲ့ဒါတစ်ချိန်လုံးကချမ်းတောက်အောင်မြင်ခဲ့တဲ့ကစားသမားတူဖြစ်ခဲ့တဲ့ဒါ Cristiano Ronaldo ပေါ့လေလက်ရှိသူ sorry မြေမှာသွားပြီးတော့ကစားနေရလဲညီကိုတွေအားလုံးလည်းသိရှိပြီးသားဖြစ်မှာပါသူ sorry မြေမှာရောက်ရှိပြီးတော့ကစားနေရဆိုလို့ရှိရင်ဒါ2026ဆိုရင်သူလုံးဝ4နှစ်တိတိပြည့်ပြီပေါ့လေသူယခုလက်ရှိအချိန်မှာသူရောက်ရှိနေတဲ့အန်နာစာအသင်းမှာပေါ့နော်ဒါလုံးဝအချိန်နေကောင်းနေတဲ့အနေအထားပေါ့လေဒါဘာဖြစ်လို့ကျွန်တော်အခုလိုမျိုးပြောရလဲဆိုတော့လက်ရှိသူ sorry မြေမှာကစားနေတာအန်နာစာအသင်းရဲ့ဒါအဓိကကစားသမားလို့လည်းပြောလို့ရတယ်ပေါ့လေလာလာအမြောက်များနဲ့ဒါသူ sorry မြေမှာကစားနေတယ်လက်ရှိသူ့ရဲ့အသင်းကလည်းဒီ sorry မြေမှာပေါ့နော်သူအဆင့်1ဆိုတဲ့နေရာကိုလုံးဝတက်လှမ်းနေတယ်ပေါ့လေသူအဆင့်1ဆိုတဲ့နေရာမှာတော့မှပဲဘယ်လိုပြောရမလဲဒါကျွန်တော်တို့ချန်ပီယံဖလားကိုသူ့အနေနဲ့ကင်မြောက်နိုင်မဲ့အခွင့်အရေးကိုလက်ရှိကျွန်တော်တို့ရဲ့ Superstar Ronaldo အနေနဲ့အခွင့်အရေးရှိနေတယ်ပေါ့လေဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကကစားခဲ့တဲ့ဒါအဟီလေအသင်းနဲ့ဒါအန်နာစာအသင်းတို့ကယခုအချိန်မှာ9မှတ်ထိကိုကွာနေတယ်ပေါ့လေအဟီလေအသင်းက10နှစ် Ronaldo ဥဆောင်ပြီးကစားနေတဲ့အန်နာစာအသင်းကအဆင့်1ဆိုတော့ဘလိုပဲဖြစ်ဖြစ်ညီကိုတွေအနေနဲ့ဒါတင်ရှာနည်းနဲ့တွက်ကြည့်မယ်ဆိုရင်တော့မှလက်ရှိကျွန်တော်တို့ Ronaldo ကစားနေတဲ့အန်နာစာအသင်းကအဆင့်1မှာလည်းရောက်ရှိနေတယ်လက်ကျန်ပွဲစဉ်ကလည်း9ပွဲသာကျန်တော့တဲ့အတွက်ပေါ့နော်သူ့အနေနဲ့ဒါချန်ပီယံဆုကိုရရှိသွားဖို့နာအခွင့်အရေးရှိနေတယ်ပေါ့လေမတူညီတဲ့လိ၄ခုမှာကစားခဲ့ပြီးတော့ကျွန်တော်တို့ရဲ့နိုင်ငံကျော် Superstar Cristiano Ronaldo ကဘယ်လိုပဲဖြစ်ဖြစ်ဒီသူ့ရဲ့ကစားခဲ့တဲ့လိတိုင်းမှာချန်ပီယံတစ်သိပ်ကိုသူ့အနေနဲ့ကင်မြောက်သွားဖို့နာအခွင့်အရေးရှိနေတယ်ပေါ့လေညီကိုအနေနဲ့တော့ဘယ်လိုထင်ကြလဲ Ronaldo အနေနဲ့ချန်ပီယံဖလားကိုကင်မြောက်နိုင်မလားကွန်မန့်မှာဝင်ရောက်မှတ်ချက်ပေးခဲ့ကြပါဦးအားလုံးကျေးဇူးတင်ပါတယ်